ရိုက်တာကြာဆိုတော့ပါဒီဘလော့မျိုးဘလော့ဘောပေါ့နော်ဘလော့ကဘလော့ကနိုင်တယ်ဟိုင်လို့တဲ့လင်းကြည့်ပေါ့ငါလောတယ်ဒီဆိုင်ကတအားခက်တယ်မျိုးထဲမှာရှိတယ်ကွင်းမင်းဖြစ်တယ်ပေါ့ဆိုတော့ငါတန်စီနဲ့ပတ်သက်တဲ့ငါဘယ်တော့မှဆိုလားဘာမှမရနိုင်ဘူးငါဒီမှာဆိုရင်မော်ဒီတကောင်အခါဒီကမှာငါဒီကြည့်တိတ်တကယ်ပဲနံပါတ်ချန်ကတက်တယ်တော့အဲ့ဒါတော့နောက်ပြီးတော့မှတော်ဆန်းတဲ့ငါးလေးတွေတွေ့တယ်ဒါဆိုရင်ပါကျွန်တော်တို့ပုံမဲ့ဝေးအမေရထဲတယ်ဟိုနီယွန်တက်ထရာကာဒီနတက်ထရာတိတာအဲ့တော့မှကာဒီနယ်တော့အောက်ကနေအောက်ကအညာအပြည့်ပါအဲ့တော့အဲဘိုင်လို့ဆိုတော့နှလုံးအနေနဲ့ပေါ့နော်ဘိုင်ပြီးတော့ဒီကောင်ဆိုရင်ဒီစကတ်တွေဆိုတော့လေးကွန်တီမှာဒေဆိုင်နေဟိုတက်လိုက်လို့ဒါပြောတာနော်မပြောတော့အားရိုက်နေပေါ့နော်အဲ့ဒါပဲပြီးတော့နောက်ပြီးပင်ကန်ဒီမှာလည်းပင်ကန်အားစုပင်ကန်စီယာကြီးကန်တယ်ပင်ကန်တော့မဟုတ်တော့တယ်ဒါတော့ငြိမ်နေပါတော့တော့မိုက်ဒီမှာဆန်းကြောင်းလေးရတာလားအဲ့တော့မိုက်ပြီးတော့နောက်ပြီးတော့ဒီချန်နာတာလိုက်တော့မိုက်တာကြာမစတီဝိုင်းရှေ့အဲ့တော့လည်းနော်မိုက်ပြီးတော့ GC အောက်ချိုက်လေးချိုက်ကဘာကြ GC ဟိုမှာဒီအောက်မှာရှိဒါဒီမှာဒီကန်ကွယ်လေးဒီမှာဒီကန်လေးဒီကောင်လေးဆိုရင်9000ဝန်းကျင်8000လောက်ပဲရှိဖိုက်တယ်လေတိုက်လေးတွေပြီးတော့အမုံဒီကောင်လည်းတည့်ရတိုင်းနဲ့3သိန်းလောက်ကအောက်ချက်ဆိုင်ရဆိုတော့ဘလောက်မတတ်နိုင်တဲ့လူတွေဆိုရင်ဒီ9000အပြိုးဆိုင်တော့ကအပြိုးဒါပေမဲ့အခုတော့ရှိရပါတော့တက်တစ်ဖြစ်တဲ့အစာတော့များများလေးစောင့်အစာနဲ့သုံးအောင်အစာနဲ့သုံးမှတော့ development မြင်ရမှာအဲ့ဒီအခုတော့ရှိတယ်ပေါ့နော်ဆက်လို့ဆိုမိုက်ဆိုအဲ့ဆိုင်ကိုဆိုဘလော့ရောက်ပြီဘယ်ဆိုင်လဲဆိုတော့ဒီတဲ့ငွေဆုံးကိုဆိုရဲ့ဒီဘလော့ Facebook ကျတော့ဒီစတေးဂျုံပြောတော့ဒါကြီးကိုဆိုတင်နေမှာပါ